နည်းနည်းစောစောသေးလာဝဲတဲ့တော့ကြီးကတောင်းကြီးကိုကောင်းမှမှာရွက်ပြီးတော့ဒါကြီးကဘာကြီးလဲဒါကြီးကဘာကြီးလဲအမလေးမသားရှက်တဲ့ဘယ်လိုတင်ကောင်းမလဲမပင်မပန်းမနဲ့တည်လို့ရတဲ့နီးရှိတယ်အဖေကပြောဘူးတဲ့အိတ်ဆေးတွေအများကြီးတော့တည်ရတယ်တဲ့ငါအဖေမနေ့ကဝယ်ခိုင်းတဲ့အိတ်ဆေးတွေအများကြီးရှိတယ်အဲ့ဒါလေးတောက်ပြီးတည်လိုက်မယ်ဘယ်သူမှလာမဆွဲနဲ့ဘယ်သူမှလည်းလာမဆွဲဘူးတောက်လိုက်တော့မယ်နော်လာဆွဲရင်ဆွဲကြသူတို့လည်းသူများသားသမီးတည်မအောင်ကြီးပဲရင်းနေတယ်တောက်လိုက်တော့မယ်တင်းနေသုံးစလုံးမှလာမဆွဲရင်ငါတည်ပြီးသားမအခုလာရင်လာလိုက်နော်တေနေဒီအမလေးဘလူးမလေးလာမဆွဲဘူးတောက်လိုက်တော့မယ်တပည့်နဲ့တောင်းရင်ကောင်းမလားကော်ဖီနဲ့တောင်းရင်ကောင်းမလားဒီတိုင်းနဲ့တောက်လိုက်တော့မယ်